ကြည်ရွှာပေးနေတဲ့ပြည်သားလုံးမင်္ဂလာပါ2026 February 20ရက်နေ့တောက်ကြနေ့ဒီနေ့တာလက်နေရက်ကအရှိရက်စန္ဒီယာရက်ကမြောက်ရက်ရံပေါ်ရရက်ကအနောက်ရက်တို့ဖြစ်ကြပါတယ်မူလဆန်းရှင်ညက်ကရေဝတီညက်ခတ်ဖြစ်တယ်ဒီနေ့ဒီရက်ဟာမဟာရကျမ်းနဲ့တိုက်ဆိုင်နေနေဖြစ်တယ်ရေရနေတွေကိုအထူးပြုဆက်မယ်အသွားလန်နေတိုင်းအထူးပြုပြီးသတိထားမယ်အထူးသဖြင့်တောင်ရက်ကိုတည်သွားစေရရှိတတ်တယ်နေ့7နိုင်နဲ့တနိုင်ခွဲကြားအသွားလန်နေတိုင်းအထူးပြုဆက်ရမှာဖြစ်တယ်ထူးခြားချက်ကဒီနေ့ခေါင်းစည်းကောင်းလျှော်မင်္ဂလာရှိသောနေ့ဖြစ်တယ်ဒီနေ့ခေါင်းစည်းကောင်းလျှော်ပြုရဲ့ကောင်းခြင်းကံကြမ္မာရဲ့နှစ်သာရနဲ့ကောင်းသောသဘာဝတွေရဲ့အကျိုးဆက်တွေကိုအထင်ရှားရရှိမယ်။ကောင်းကင်ဂျိုနေထားကတော့မေထုံရာသီမှာကြာသပတေးဂျိုနောက်ပြသွားပြီးတည်ရှိတယ်။သင်္ယာသီမှာကိတ်ဂျိုတည်ရှိတယ်။မကာရရာသီမှာအင်္ဂါဂျိုတည်ရှိပြီးတော့ကုံရာသီမှာတနင်္ဂနွေဂျိုဗုဒ္ဓဂျိုတောက်ကြဂျိုရာဟုဂျိုလိုတည်ရှိပြီးတော့တနင်္လာဂျိုမေရာသီကိုရောက်ပြီးတော့မေရာသီမှာတနင်္လာဂျိုနဲ့စနေဂျိုတို့ပူးတွဲတည်ရှိတယ်။မေသာရာသီဘွားတွေမှာကောင်းသောပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ညီမချက်အောင်မြင်မယ်ငွေကြေးကိစ္စပြောဆိုမှုအဆင်ပြေမယ်မနေ့9နိုင်ခွဲနေ9နိုင်ကြညနေ10နိုင်ခွဲကနေညနေ3နိုင်ကြတွေမှာထူးထူးခြားခြားကောင်းမယ်မေသာရာသီဘွားတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ညီမချက်သိကိုအောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်နေ့7နိုင်ခွဲနေ10နိုင်ကြအရာသတိရှိရမယ်ညနေ3နိုင်နေ6နိုင်ကြအလုံးစုံကောင်းခြင်းကံတွေနဲ့တိုးတက်ခြင်းတွေရှိမယ်မေထုံရာသီဘွားတွေမှာရံများမယ်တိုက်ခံများမယ်တပတ်သူကြောင့်ကိုယ်ရွယ်ချက်ပြည့်ရတတ်တယ်မနေ့9နိုင်ကနေ10နိုင်ခွဲကြနေ့7နိုင်နဲ့10နိုင်ခွဲကြတွေမှာသွားနိုင်နေထိုင်ကျူးဆက်မယ်ညနေ10နိုင်ခွဲနောက်ပိုင်းညနေပိုင်း3နိုင်နောက်ပိုင်းတွေမှာဆက်လက်ကောင်းတဲ့နေသားတွေရှိတယ်ကရကရာသီဘွားတွေမှာတပတ်သူကြောင့်ကိုယ်ရွယ်ချက်ပြည့်ရချက်စိတ်နှောက်ယှက်ဖြစ်ခြင်းတွေရှိမယ်မနေ့10နိုင်48ကနေနေ့10နိုင်12မိနစ်ကြာရာသတိနဲ့ရှိပြီးတော့ညနေ3နိုင်36နောက်ပိုင်းတော့ကောင်းပါတယ်။တင်ရာသီဘွားတွေမှာကျန်တဲ့အောင်ဆောင်းတဲ့မြောက်တိုးတိုင်းထိုးပေါက်တဲ့အခက်အခဲမြင်များရှိစားတို့ကိုကြော်လွှားပြီးတော့တိုးတက်မယ်။မနေ့9နိုင်နဲ့10နိုင်ခွဲကြားညနေ3နိုင်နဲ့4နိုင်ခွဲကြားရာဆင်ပြေမယ်။ကံရာသီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်။ငွေကြေးကိစ္စဆောင်ရွက်မှုဆင်ပြေမယ်။တနေ့လာနေကနေဝိသုတွေကောင်းကျိုးပေးနိုင်မယ်။နေကင်းတနိုင်ခွဲနောက်ပဲထူးကောင်းတဲ့ကံတွေပေါ်လာမယ်။ဒူရာသီဘွားတွေမှာတော့အသေးစားထိခိုက်မှုနဲ့အန္တရာယ်ကိုပြုဆက်မယ်မနေ့6နိုင်နဲ့9နိုင်ခွဲကြားနေ့7နိုင်နဲ့10နိုင်ခွဲကြားတွေမှာအသွားလာပြုဆက်ရမယ်ညနေ3နိုင်တော့ပိုင်းတော့ရာဆင်ပြေသွားမယ်ပြိဿရာသီဘွားတွေအတွက်ကထူးခြားတဲ့ကံကောင်းခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းငွေကြေးကံလက်လာဘကံကောင်းခြင်းနဲ့အောင်မြင်တိုးတက်ခြင်းတွေစစ်စစ်ရမယ်မနေ့7နိုင်နဲ့10ရက်နေ့10နိုင်48ကြားညနေ3နိုင်36ကနေညနေ6နိုင်အတွင်းထူးကောင်းတဲ့ကံကြမ္မာတွေရှိတယ်ဓနုရာသီဘွားတွေမှာမေကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းရှိမှခြင်းအောင်မြင်ခြင်းနဲ့ခေတ်ကားလုံးကိုကျော်လွှားဆင်ပြေခြင်းတွေရှိမနေ့9နိုင်နဲ့7နိုင်ညနေ3နိုင်နဲ့6နိုင်ကြားတွေကအထူးကောင်းတဲ့မကရရာသီဘွားတွေမှာရှားတိုက်ကနေနဲ့ရှင်ပြီးတော့အမေရင်းနှီးသူများနဲ့စကားများတဲ့မနေ့9နိုင်ခွဲနဲ့9နိုင်ကြားနေ့7နိုင်နဲ့10နိုင်ခွဲကြားမှာရာနောက်ဆက်တွေရှိတယ်ကုံရာသီဘွားတွေမှာဥတီချက်ပြောင်းပြီးလောက်တာဆင်ပြေတဲ့ငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်မယ်အာဝကခန့်ကဘာသူများကြောင့်နှောင့်နှေးတဲ့ကိစ္စအလုံးနေ့7နိုင်ကျော်သွားပြီးတော့တပြေးပြေးဆင်းပြေးမယ်။မေယာဒီဘွားတွေမှာရန်နောက်ဆက်တွေရှိမယ်။ကြာကြာမှုတွေဆင်းပြေးမယ်။ပိတ်နေတဲ့ကြောင့်ကိုပြပွက်မယ်။မနေ့9နိုင်ကနေ10နိုင်ခွဲကြားညနေ3နိုင်နဲ့4နိုင်ခွဲကြားတွေမှာပေါ်လာတဲ့ခွင့်ရတွေကိုတက်တွေ့သုံးချပါအဖြူစိမ့်ပြီးကိုပြန်လို့နေကိုသုံးပါအဖြူရောင်ပန်းပွင့်ဖျားတူပြီးလောရဆူတောင်းပါကျေးဇူးတင်ပါတယ်ကြည်ရွှာပေးနေတဲ့ပြည်သားလုံးမင်္ဂလာပါ2026 February 20ရက်နေ့တောက်ကြနေ့ဒီနေ့တာလက်နေရက်ကအရှိရက်စန္ဒီယာရက်ကမြောက်ရက်ရံပေါ်ရရက်ကအနောက်ရက်တို့ဖြစ်ကြပါတယ်မူလဆန်းရှင်ညက်ကရေဝတီညက်ခတ်ဖြစ်တယ်ဒီနေ့ဒီရက်ဟာမဟာရကျမ်းနဲ့တိုက်ဆိုင်နေနေဖြစ်တယ်ရေရနေတွေကို
အထူးပြုပြုဆက်မယ်အသွားလာနေထိုင်အထူးပြုပြီးသတိထားမယ်အထူးသဖြင့်တောင်ရက်ကိုတည်သွားစေရရှိတတ်တယ်နေ့12နိုင်တဲ့တနင်္ဂနွေကြအသွားလာနေထိုင်ထူးပြုပြုဆက်ရမှာဖြစ်တယ်ထူးခြားချက်ကဒီနေ့ခေါင်းစည်းကောင်းလျှော်မင်္ဂလာရှိသောနေ့ဖြစ်တယ်ဒီနေ့ခေါင်းစည်းကောင်းလျှော်ပြုရဲ့ကောင်းခြင်းကံကြမ္မာရဲ့နှစ်သာရနဲ့ကောင်းသောသဘာဝတွေရဲ့အကျိုးဆက်တွေကိုအထင်ရှားရရှိမယ်ကောင်းကင်ဂျိုနေထားကတော့မေထုံရာသီမှာကြာသာပတိဂျိုနောက်ပြသွားပြီးတည်ရှိတယ်သင်္ယာသီမှာကိတ်ဂျိုတည်ရှိတယ်မကာရရာသီမှာအင်္ဂါဂျိုတည်ရှိပြီးတော့ကုန်ရာသီမှာတနင်္ဂနွေဂျိုဗုဒ္ဓဂျိုတောက်ကြဂျိုရာဟုဂျိုတို့တည်ရှိပြီးတော့တနင်္လာဂျိုမေရာသီကိုရောက်ပြီးတော့မေရာသီမှာတနင်္လာဂျိုနဲ့စနေဂျိုတို့ပူးတွဲတည်ရှိတယ်မေတ္တာရာသီဘွားတွေမှာကောင်းသောပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ညီမချက်အောင်မြင်မယ်ငွေရေးကြေးကိစ္စပြောဆိုမှုဆင်ပြေမယ်မနေ့9နိုင်ခွဲနေ9နိုင်ကြညနေ10နိုင်ခွဲကနေညနေ3နိုင်ကြနေမှာထူးထူးခြားခြားကောင်းမယ်မေတ္တာရာသီဘွားတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ညီမချက်သိကိုအောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်နေ့10နိုင်ခွဲနေ10နိုင်ကြအရာရာသတိရှိရမယ်ညနေ3နိုင်နေ6နိုင်ကြလုံးစုံကောင်းခြင်းကံနေတဲ့တိုးတက်ခြင်းတွေရှိမယ်မေထုံရာသီဘွားတွေမှာရံများမယ်တိုက်ခံများမယ်တပတ်သူကြောင့်ကိုရွယ်ချက်ပြည့်ရတတ်တယ်မနေ့9နိုင်ကနေ10နိုင်ခွဲကြနေ့10နိုင်နဲ့10နိုင်ခွဲကြတွေမှာသွားနိုင်နေထိုင်ကျူးဆက်မယ်ညနေ10နိုင်ခွဲနောက်ပိုင်းညနေပိုင်း3နိုင်နောက်ပိုင်းတွေမှာဆက်တဲ့ကောင်းတဲ့နေသားတွေရှိတယ်ကရကရာသီဘွားတွေမှာတပတ်သူကြောင့်ကိုရွယ်ချက်ပြည့်ရချက်စိတ်နောက်ဆက်ဖြစ်ခြင်းတွေရှိမယ်မနေ့10နိုင်48ကနေနေ့10နိုင်12မိနစ်ကြာရာသတိနဲ့ရှိပြီးတော့ညနေ3နိုင်36နောက်ပိုင်းတော့ကောင်းပါတယ်တင်ရာသီဘွားတွေမှာကျန်တဲ့အောင်ဆောင်းတဲ့မြောင်တို့တိုင်းထိုးပေါက်တဲ့အခက်အခဲမြင်များရှိစားတော့မကြော်လွှားပြီးတော့တိုးတက်မယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြာညနေ3နိုင်နဲ့4နိုင်ခွဲကြာရာဆင်ပြေမယ်ကံရာသီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ငွေရေးကြေးကိစ္စဆောင်ရွက်မှုဆင်ပြေမယ်တနေ့လာနေကနေဝိသုတွေကောင်းကျိုးပေးနိုင်မယ်ဒီကနေ့တနိုင်ခွဲနောက်ပဲထူးကောင်းတဲ့ကံတွေပေါ်လာမယ်တူရာသီဘွားတွေမှာတော့အသေးစားထိခိုက်မှုနဲ့အန္တရာယ်ကိုပြုဆက်မယ်မနေ့6နိုင်နဲ့9နိုင်ခွဲကြာနေ့10နိုင်နဲ့တနိုင်ခွဲကြာတွေမှာအသွားလာပြုဆက်ရမယ်ညနေ3နိုင်တော့ပဲတော့ရာဆင်ပြေသွားမယ်ပြိဿရာသီဘွားတွေအတွက်ကထူးခြားတဲ့ကံကောင်းခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းငွေကြေးကံလက်လာဘကံကောင်းခြင်းနဲ့အောင်မြင်တိုးတက်ခြင်းတွေစစ်စစ်ရမယ်မနေ့7နိုင်နဲ့10ရက်နေ့10နိုင်48ကြာညနေ3နိုင်36ကနေညနေ6နိုင်အတွင်းထူးကောင်းတဲ့ကံကြမ္မာတွေရှိတယ်ဓနုရာသီဘွားတွေမှာမေကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းရှိမှန်းခြင်းအောင်မြင်ခြင်းနဲ့ခေတ်ကားလုံးကိုကျော်လွှားဆင်ပြေခြင်းတွေရှိမနေ့9နိုင်နဲ့10နိုင်ညနေ3နိုင်နဲ့6နိုင်ကြားတွေကအထူးကောင်းတဲ့မကရရာသီဘွားတွေမှာရန်တိုက်ကနေနဲ့ရှိပြီးတော့အမေရင်းနှီးသူများနဲ့စကားများတဲ့မနေ့9နိုင်ခွဲနဲ့9နိုင်ကြားနေ့10နိုင်နဲ့10နိုင်ခွဲကြားမှာရန်နောက်ဆက်တွေရှိတယ်ကုန်ရာသီဘွားတွေမှာဥတီကျပြောင်းပြီးလောက်တာဆင်ပြေတဲ့ငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်မယ်အဝကခန္ဓာပါသူများကြောင့်နှောင့်နှေးတဲ့ကိစ္စအလုံးနေ့ဆက်နိုင်ကျော်သွားပြီးတော့တပြေးပြေးဆင်းပြေးမယ်။ဗေယံဒီဘွားတွေမှာရန်နောက်ဆက်တွေရှိမယ်။ကြကြမှုတွေဆင်းပြေးမယ်။ပိတ်နေတဲ့ကြောင့်ကိုပြပွက်မယ်။မနေ့9နိုင်ကနေ10နိုင်ခွဲကြာညနေ3နိုင်နဲ့4နိုင်ခွဲကြာတွေမှာပေါ်လာတဲ့ခွင့်ရတွေကိုတက်တွေ့သုံးချပါအဖြူစိမ်မီကိုပြန်လို့တွေကိုသုံးပါအဖြူရောင်ပန်းပွင့်ဖျားတူပြီးလောရဆူတောင်းပါကျေးဇူးတင်ပါတယ်ကြည်ရွှာပေးနေတဲ့ပြည်သားလုံးမင်္ဂလာပါ2026 February 20ရက်နေ့တောက်ကြနေ့ဒီနေ့တာလက်နေရက်ကအရှိရက်စန္ဒီယာရက်ကမြောက်ရက်ရံပေါ်ရရက်ကအနောက်ရက်တို့ဖြစ်ကြပါတယ်မူလဆန်းရှင်ညက်ကရေဝတီညက်ခတ်ဖြစ်တယ်ဒီနေ့ဒီရက်ဟာမဟာရက်ချမ်းနဲ့တိုက်ဆိုင်နေနေဖြစ်တယ်ရေအန်ရတွေကိုအထူးပြုပြုဆက်မယ်အသွားလာနေတိုင်းအထူးပြုပြီးသတိထားမယ်အထူးသဖြင့်တောင်ရက်ကိုတည်သွားစေရရှိတတ်တယ်နေ့7နိုင်နဲ့တနိုင်ခွဲကြာအသွားလာနေတိုင်းထူးပြုပြုဆက်ရမှာဖြစ်တယ်ထူးခြားချက်ကဒီနေ့ခေါင်းစည်းကောင်းလျှော်မင်္ဂလာရှိသောနေ့ဖြစ်တယ်ဒီနေ့ခေါင်းစည်းကောင်းလျှော်ပြုရဲ့ကောင်းခြင်းကံကြမ္မာရဲ့နှစ်သာရနဲ့ကောင်းသောသဘာဝတွေရဲ့အကျိုးဆက်တွေကိုအထင်ရှားရရှိမယ်။ကောင်းကင်ဂျိုနေထားကတော့
မေထုံရာသီမှာကြာသာပတိကျုံနောက်ပြတ်သွားပြီးတည်ရှိတယ်သင်္ယာသီမှာကိတ်ကျုံတည်ရှိတယ်မကာရရာသီမှာအင်္ဂါကျုံတည်ရှိပြီးတော့ကုန်ရာသီမှာတနင်္ဂနွေကျုံဗုဒ္ဓကျုံတောက်ကြကျုံရာဟုကျုံတို့တည်ရှိပြီးတော့တနင်္လာကျုံမေရာသီကိုရောက်ပြီးတော့မေရာသီမှာတနင်္လာကျုံနဲ့စနေကျုံတို့ပူးတွဲတည်ရှိတယ်မေတ္တာရာသီဘွားတွေမှာကောင်းသောပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ညီမချက်အောင်မြင်မယ်ဝေရေးကြီးကိစ္စပြောဆိုမှုဆင်ပြေမယ်မနေ့9နိုင်ခွဲနေ9နိုင်ကြညနေ10နိုင်ခွဲကနေညနေ3နိုင်ကြနေမှာထူးထူးခြားခြားကောင်းမယ်မေတ္တာရာသီဘွားတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ညီမချက်သိကိုအောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်နေ10နိုင်ခွဲနေ10နိုင်ကြအရာရာတတိရှိရမယ်ညနေ3နိုင်နေ6နိုင်ကြအလုံးစုံကောင်းခြင်းကံနေတဲ့တိုးတက်ခြင်းတွေရှိမယ်မေထုံရာသီဘွားတွေမှာရံများမယ်တိုက်ခံများမယ်တပတ်သူကြောင့်ကိုရွယ်ချက်ပြည့်ရတတ်တယ်မနေ့9နိုင်ကနေ10နိုင်ခွဲကြနေ10နိုင်နဲ့10နိုင်ခွဲကြတွေမှာသွားနိုင်နေတဲ့ယူဆက်မယ်ညနေ10နိုင်ခွဲနောက်ပိုင်းညနေပိုင်း3နိုင်နောက်ပိုင်းတွေမှာဆက်လက်ကောင်းတဲ့နေသားတွေရှိတယ်ကရကရာသီဘွားတွေမှာတပတ်သူကြောင့်ကိုရွယ်ချက်ပြည့်ရချက်စိတ်နောက်ဆက်ဖြစ်ခြင်းတွေရှိမယ်မနေ့10နိုင်48ကနေနေ10နိုင်17မိနစ်ကြာရာရာတတိနဲ့ရှိပြီးတော့ညနေ3နိုင်36နောက်ပိုင်းတော့ကောင်းပါတယ်တင်ရာသီဘွားတွေမှာကျန်တဲ့အောင်ဆောင်းတဲ့မြောက်တို့တိုင်းထိုးပေါက်တဲ့အခက်အခဲမြင်များရှိစားတော့မကြော်လွှားပြီးတော့တိုးတက်မယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြညနေ3နိုင်နဲ့4နိုင်ခွဲကြရာရာဆင်ပြေမယ်ကံရာသီဘွားတွေမှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ငွေရေးကြေးကိစ္စဆောင်ရွက်မှုဆင်ပြေမယ်တနေ့လာနေကနေဝိသုတွေကောင်းကျိုးပေးနိုင်မယ်ဒီကနေ့10နိုင်ခွဲနောက်ပိုင်းထူးကောင်းတဲ့ကံတွေပေါ်လာမယ်တူရာသီဘွားတွေမှာတော့အသေးစားထိခိုက်မှုနဲ့အန္တရာယ်ကိုပြုဆက်မယ်မနေ့6နိုင်နဲ့9နိုင်ခွဲကြနေ့10နိုင်နဲ့10နိုင်ခွဲကြတွေမှာအသွားလာပြုဆက်ရမယ်ညနေ3နိုင်တော့ပိုင်းတော့ရာရာဆင်ပြေသွားမယ်ပြိဿရာသီဘွားတွေအတွက်ကထူးခြားတဲ့ကံကောင်းခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းငွေကြေးကံလက်လာဘကံကောင်းခြင်းနဲ့အောင်မြင်တိုးတက်ခြင်းတွေစစ်စစ်ရမယ်မနေ့7နိုင်နဲ့10ရက်နေ့10နိုင်48ကြညနေ3နိုင်36ခန်းညနေ6နိုင်အတွင်းထူးကောင်းတဲ့ကံကြမ္မာတွေရှိတယ်ဓနုရာသီဘွားတွေမှာမေကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းရှင်မခြင်းအောင်မြင်ခြင်းနဲ့ခေခဲအလုံးကိုကျော်လွှားဆင်ပြေခြင်းတွေရှိမနေ့9နိုင်နဲ့10နိုင်ညနေ3နိုင်နဲ့6နိုင်ကြားတွေကအထူးကောင်းတဲ့မကရရာသီဘွားတွေမှာရန်တိုက်ကနေနဲ့ရှိပြီးတော့အမေရင်းနှီးသူများနဲ့စကားများတဲ့မနေ့9နိုင်ခွဲနဲ့9နိုင်ကြားနေ့10နိုင်နဲ့10နိုင်ခွဲကြားမှာရန်နောက်ဆက်တွေရှိတယ်ကုန်ရာသီဘွားတွေမှာဥတီကျပြောင်းပြီးလောက်တာဆင်ပြေတဲ့ငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်မယ်အဝကခန္ဓာပါသူများကြောင့်နှောင့်နှေးတဲ့ကိစ္စအလုံးနေ့ဆက်နိုင်ကျော်သွားပြီးတော့တပြေးပြေးဆင်ပြေမယ်မေရာသီဘွားတွေမှာရန်နောက်ဆက်တွေရှိမယ်ကြကြမှုတွေဆင်ပြေမယ်ပိတ်နေတဲ့ကြောင့်ကိုပြပွက်မယ်မနေ့9နိုင်ကနေ10နိုင်ခွဲကြားညနေ3နိုင်နဲ့4နိုင်ခွဲကြားတွေမှာပေါ်လာတဲ့ခွင့်ရတွေကိုတက်တွေ့သုံးချပါအဖြူစိမ်မီကိုပြန်တော့နေကိုသုံးပါအဖြူရောင်ပန်းပွင့်ဖျားလူပြီးလောရဆူတောင်းပါကျေးဇူးတင်ပါတယ်